ရှင်းရှင်းလေးကောင်ကတော့လှရနော်ဟေးကွတ်တီးနေကြီးလေးရရန်ကုန်ပစုံတော်ဖိုက်တာ1-1ရန်ကုန်ရှိကုန်သားဖိုက်တာမင်းလာမင်းကောမေလာမေကောင်ပဲဖြစ်ပါရဲ့ဗျအဲ့တော့ distance ပေးတော့မှားပါဗျဒီပွဲကအိုးရှင်းရှင်းလေးကောင်ကတော့လှရနော်ဟေးကွတ်တီးနေကြီးလေးရသွားပြီအဝိုင်းနဲ့ပါဝါရှော့နှလုံးခံလိုက်ရတော့ကြောင်းလို့ဂီလီတင်းဖမ်းပါလေကြီးလေးဂီလီတင်းဖမ်းရတော့ကြောင်းလို့ဂီလီတင်းဂီလီတင်းပြီးတော့တိတ်တော့ပြန်လောက်ပါတော့ကြီးလေးပြောရတာဆလန်ပေါ့ဆလန်တဲ့ပေါ့ဘဝက distance ပေးလိုက်တာလုံးဝပါဝါမင်းနာမင်းကောင်ခြေတက်ရှည်ကြီးလေး distance တော့ကန်ချက်တွေကောင်းတယ်ဒီဝမ်းကွဲသွားပြီမရတော့ဝါကွဲသွားပြီဒါနှာခေါင်းသွေးရှင်တာလောက်ပါပဲဂီလီတင်းရောတော့ကြီးလောကတစ်ဖက်ထားတော့ရအောင်တစ်ဖက်လုပ်တယ်လားဂီလီတင်းကိုရအောင်လောကတစ်ဖက်ထားဒီအောင်ပြုတ်အောင်ပြုတ်နိုင်လို့ရှင်တော့ ground ပေါင်ကျွေးလို့ရမယ်မ body shot နိုင်ရင်တော့တော်တော်အဆင်ပြေမယ်ဗျာဒီက body shot ဖူးမပုံစံရပါပြီဂီလီတင်းဖမ်းမလွယ်တော့ဘူးအမ body shot များများနိုင်တယ်မျိုးပြန်ပြီးတာကျမှဂီလီတင်းလွတ်ပြီလေ ground ပေါင်ပြန်ကျွေးပြီဝါပေါကျွေးပြီအမမီသွားတာပဲအလဲပြောင်းသွားတာပဲ bloody fight ပဲလုံးဝ bloody fight မင်းနာမင်းကောင်အနေနဲ့ရတော့ဒါမာချင်းနေကောင်းပါဗျာအပွားတွေဒါဟာမဖြစ်တွေ ground ပေါင်လေးဒါပြောင်းကျွေးခံနေရပြီပေါ့Oh, all right. 12-6. ဘယ်လိုစစ်တော့ပြီးသွားပြီ 12-6. ဒီနေ့တော့ဘယ်ရောက်လိုက်လို့ရှိလို့ရှိရင်ဒါပြီးပါပြီဒါတော့ပြီးပါပြီအိုး